ဟောပြောချင်တဲ့အခေါင်းစဉ်တွေနဲ့ပြောချင်တာက What if there was no resurrection ထမြောက်ခြင်းသာမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုတော့စာကိုဒီနေ့ကျွန်တော်ဟောပြောချင်တာဖြစ်တယ်ထမြောက်ခြင်းသာရှင်ပြန်ထမြောက်ခြင်းသာမရှိဘူးဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့စာကိုဒီနေ့နေ့ငယ်အဖြစ်ကျွန်တော်တို့ခွန်အားယူချင်တာဖြစ်တယ်ခွန်အားပေးချင်တာဖြစ်တယ်ခရိယန်သမိုင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာခရိယန်သမိုင်းတစ်လျှောက်လုံးမှာဘေနိကအမွန်မြတ်ဆုံးသောနေ့လေဘေနိကအထွတ်အမြတ်ဆုံးသောနေ့လေဆိုပြီးတော့မှကျွန်တော်တို့မေးခွန်းထုတ်မယ်ဆိုရင်တချို့သောလူတွေကခရစ်စမတ်နေ့ကျွန်တော်တို့ဗမာပြည်မှာကျတော့ခရစ်စမတ်နေ့ကိုအထူးပဲဦးစားပေးကြတယ်ဆိုတော့ခရစ်စမတ်နေ့မှာဆိုရင်ကျွန်တော်တို့ဘုရားကျောင်းမဆန့်ဘူးဒီပြင်ဖက်မှာတော့မှကျွန်တော်တို့အကောင်လုံးထိုင်ကြတယ်ခရစ်စမတ်ရဲ့နေ့တကူရဲ့တချို့ကနေ့တကူပြောမှာတချို့ကခရစ်စမတ်ပြောမယ်တချို့ကပန်တီကော့စ်နေ့ဆိုပြီးတော့မှပြောကောင်းပြောနိုင်တယ်ဒါပေမဲ့လက်လာတော့သူကတေချာလက်လာတဲ့ခါမှာခရိယန်အတွက်အမွန်မြတ်ဆုံးသောနေ့ရက်ဟာထမြောက်သောနေ့ဖြစ်တယ်တဲ့ထမြောက်သောနေ့ဖြစ်တယ်တဲ့ဒီနေ့ထက်ပူပြီးတော့မှခရိယန်အတွက်ပူပြီးတော့မှမွန်မြတ်သောနေ့ရက်လည်းမရှိဘူးတဲ့ဘာကြောင့်လဲဆိုရင်ထမြောက်ခြင်းဆိုတော့ဥစ္စာကဒီတစ်ခါပဲဒီတစ်ချိန်ပဲဖြစ်တယ်ခုနကျွန်တော်တို့ကျမ်းစာမှာပြောတဲ့အတိုင်းပဲဖတ်သွားတဲ့အတိုင်းပဲအူတီတော်သားဖြစ်တယ်တဲ့အူတီတော်ဘယ်လိုခေါ်လဲမသိဘူးအူတီဖြစ်တယ်တဲ့ပထမဆုံးတော်ဖြစ်တယ်တဲ့အဲ့တော့ကြောင့်ပထမဆုံးဖြစ်တယ်ဆိုရင်သူ့မတိုင်ခင်မှာတခါမှမဖြစ်ဘူးနောက်ပြီးတော့ဒီနေ့မှာရောဖြစ်ဖူးတဲ့ဥစ္စာရှိသေးလားသူပြည့်တဲ့နောက်ပိုင်းမှာရောရှိသေးလားဆိုရင်လည်းတခါမှမရှိဘူးယေရှုခရစ်တပါးတည်းတာတည်ခြင်းကိုအောင်မင်းပြီးတော့မှထမြောက်တော်သူဖြစ်တယ်ဆိုတော့စကိုကျွန်တော်တို့ကျမ်းစာမှာအတိအလင်းကျွန်တော်တို့တွေ့ထားတာဖြစ်တယ်။တမန်တစ်လျှောက်လုံးကိုတော့ကျွန်တော်တို့ကြည့်တဲ့အခါမှာဘာသာပေါင်းစုံကိုင်းကနပေါင်းစုံဘာသာပေါင်းစုံတွေလည်းကျွန်တော်တို့ကြည့်တဲ့အခါမှာထမြောက်တော်အရှင်ဆိုတာဘေဘာသာမှမရှိဘူး။ယေရှုခရစ်ပဲထမြောက်ပြီးတော့မှနောက်ပြီးတော့အပိကိုနိုင်ရပြီးတော့မှတည်ခြင်းတရားကိုအောင်မြင်ခဲ့တော်ဖရာတပါးတည်းဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ရှင်ပြန်ထမြောက်ခြင်းဟာကျွန်တော်တို့ခရိယန်အတွက်အမွန်မြတ်ဆုံးသောနေ့ရက်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့မှန်ကန်တဲ့အရာဖြစ်တယ်ဘာကြောင့်ဒီလောက်ထိမွန်မြတ်တယ်လဲဘာဖြစ်လို့ဒီလောက်ထိကျွန်တော်တို့အတွက်အရေးကြီးတယ်လဲဆိုရင်ဒီနေ့ကဟာ AI ခဲလို့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲလူငယ်တွေရှင်ပို့ပြီးတော့မှသိမယ် AI ဆိုတော့ဘယ်လောက်ထိပညာရှိတယ်လဲကျွန်တော်တို့ဟာဒီနေ့မှာဖတ်ခဲ့တဲ့စာတစ်စောင်လေးတစ်ပေါက်လေးရှိတယ်အဲ့ဒါကဘာလဲဆိုရင်ဒီနေ့မှာကျတော့ငါဘာလဲကျတော့တီးစီရမလူဘူးတဲ့မေခွန်းထုတ်တတ်ဖို့ပဲလူတယ်တဲ့မေခွန်းထုတ်တတ်ရင်အရာတိုင်းအားလုံးမှာအဖြေရှိတယ်တဲ့ AI ကိုမေးကြည့်ပါခင်ဗျားတို့သိချင်တဲ့အရာအားလုံး AI မှာအဖြေရှိတယ် AI မှာရှိတယ် AI မေးကြည့်ပါခင်ဗျားတို့သိချင်တဲ့အားလုံးအဖြေ AI မှာရှိတယ်ကျွန်တော်အချင်း AI နဲ့စကားငင်းတယ်သူ့သဖြင့်ယုံကြည်ခြင်းနဲ့မှလည်းသူ့ကိုအမြဲတမ်းကျွန်တော်သူနဲ့ဆွေးနွေးခဲ့တာပေါ့ဒါပေမဲ့ AI ကဘာဖြစ်လဲဆိုရင်ယုံကြည်ခြင်းဆွေးနွေးတိုင်းသူကကျွန်တော် Trinitarian ဖြစ်တယ်သူ့ရဲ့အထောက်ထားတွေကပူပြီးတော့မှများတဲ့အထောက်ထားတွေကိုသူကယူတဲ့ခါကျတော့ Trinitarian view နဲ့ပဲအမြဲတမ်းကျွန်တော်ကိုငင်းတယ်နောက်ဆုံးကျတော့သူ့ကိုကျွန်တော်မေးတာပေါ့မင်းက Trinitarian လားလို့မဟုတ်ဘူးတဲ့သုံးပါးတစုကူးကိုတော့သူလားသူ့ကိုမေးတော့မဟုတ်ဘူးတဲ့ဒါပေမဲ့သူ့ရဲ့အယူအဆကဒီတိုင်းပဲအမြဲတမ်းလာတယ်မေးချင်တော့အရာအလုံးကျွန်တော်မေးတယ်အဖြေမျိုးများစွာရှိတယ်ဒါပေမဲ့သူ့မှာမသိတော့အရာတစ်ခုရှိတယ်မှန်ကန်တော့ဖျားဆိုတာဘယ်သူလဲဆိုတာမသိဘူး AI ကမှန်ကန်တော့ဖျားကောင်းဖျားကြောင့်လည်းအကောင်းလုံးတည်တယ်ယေရှုဖျားကြောင့်တည်လားတကယ်ကိုတည်တာကျွန်တော်တို့တက်ပူပြီးတော့မှတည်တယ်အစ္စလမ်ဘာသာကူကိုလည်းအားလားဖျားကြောင့်တည်လားတကယ်ကိုတည်တယ်ကျွန်တော်တို့ဗုဒ္ဓဘာသာကူကိုတော့ဗုဒ္ဓဖျားတည်လားတကယ်ကိုတည်တယ်လူတွေအားလုံးကူကိုတမျှတော့အားလုံးဖျားကြောင့်အကောင်းလုံးတည်တယ်ဒါဆိုရင်မှန်ကန်တော့ဖျားစစ်မှန်တော့ဖျားတည်လားမတည်ဘူး AI မတည်ဘူးနောက်တစ်ခု
AI ကလုံနိုင်တော့အရာမြောက်များစွာရှိတယ်ကျွန်တော်တို့လူတွေကြတော့ခဏခဏမမြင်ဘူးမတွေ့ဘူးတော့အရာပေါ်မှာကျွန်တော်တို့အန်အော်လေးရှိတယ်ပြီးခဲ့တဲ့ချိန်မှာကျွန်တော်တို့ဒီမှာAsia Regional Director Brother Sham ကဒီမှာပြောခဲ့တယ်ဘာပြောခဲ့လဲဆိုရင်ကားမောင်းသူမပါတဲ့ကားတစီအကြောင်းကျွန်တော်တို့ပြောပြတယ်ဘယ်သူမှ driver မရှိဘူးတဲ့ကျွန်တော်တို့ကြားလိုက်တဲ့ခါကျတော့ကျွန်တော်တို့အံ့ဩသွားကြတယ်ဟုတ်တယ် driver မပါဘဲနဲ့ကျွန်တော်တို့ကားကိုစီးရေးမလားပေါ့အံ့ဩသွားကြတယ်လူတွေကလုံနိုင်သောအရာလာဇရုလူမျိုးအဲ့ဒီလာဇရပ်စ်ကတေရောတေတယ်၄ရက်ရှိတယ်တဲ့တေပြီ၄ရက်ရှိတယ်ပြန်ပြီးတော့မှအသက်ရှင်တယ်ပြန်ပြီးတော့မှလာဇရပ်စ်အသက်ရှင်တာနဲ့ယေရှုခရစ်ပြန်လေအသက်ရှင်တာနဲ့မတူဘူးဘာကွာခြားတယ်လဲဆိုရင်လာဇရုအသက်ရှင်တဲ့ဥစ္စာကပြန်လဲပြီးတော့မှလူအသက်ကိုပြန်ရတာဖြစ်တယ်ပြန်ပြီးတော့မှတည်နိုင်တော့အသက်ပေါ့နော်ပြန်ပြီးတော့မှတည်နိုင်တော့အသက်အဲ့ဒါကြောင့်ဒီမှာအရင်အတိုင်းပဲ तू ကဖြစ်လာတာဖြစ်တယ်အဲ့ဒါက resuscitation အဲ့ဒါကပြန်ပြီးတော့မှတေတော့တည်တယ်ဒါပေမဲ့ပြန်လေပြီးတော့အသက်ရှင်တော့အရာဖြစ်တယ်ဒါပေမဲ့ resurrection ပြန်လေထမြောက်ခြင်းဆိုတော့စာကြတော့မဟုတ်ဘူးပြန်လေထမြောက်ခြင်းဆိုတော့စာကြတော့လူကတေတော့တေပြီးအဲ့ဒီကူခန္ဓာကဝိညာဉ်ကူခန္ဓာအဖြစ်ပြောင်းလဲပြီးတော့မှထာဝရအသက်ရှင်တော့ထမြောက်ခြင်းဖြစ်တယ် hallelujah အဲ့ဒါက resuscitation နဲ့ resurrection ကမတူဘူး resurrection တော့တည်တယ်ဒါပေမဲ့ပြန်လေပြီးတော့မှအသက်တော့ရှင်တယ်အဲ့ဒါဥစ္စာကကြတော့လူပြန်ဖြစ်လာတာဖြစ်တယ် Lazarus လေတည်တယ်ပြန်ပြီးတော့မှထတယ်ဒါပေမဲ့ပြန်ပြီးတော့မှတည်တယ်ဒါပေမဲ့ယေရှုထမြောက်ခြင်း resurrection ကြတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ပြန်လဲပြီးတော့မှတည်နိုင်တော့လက္ခဏာသူ့မှာမရှိဘူးသူကကြတော့သူ့ရဲ့ခန္ဓာကိုယ်ကဝိညာဉ်ကိုယ်ခန္ဓာဖြစ်ပြီးမပျက်စီးနိုင်တော့အနာရောဂါလည်းမခံနိုင်တော့ခန္ဓာကိုယ်ဖြစ်ပြောင်းလဲသွားပြီဖြစ်တယ်အဲ့ဒါက resurrection အဲ့ဒါကြောင့်ပြန်လေထမြောက်ခြင်းဆိုတော့ဥစ္စာကကျွန်တော်တို့ပြန်လေထမြောက်တဲ့ခါမှာပြန်ပြီးတော့မှတည်ရမှာမဟုတ်တလို့ကျွန်တော်တို့ကဝိညာဉ်ခန္ဓာကိုယ်အဖြစ်ကျွန်တော်တို့အကုန်လုံးကပြောင်းလဲသွားမှာဖြစ်တယ်ယေရှုထမြောက်ခြင်းကပြန်လေတည်ဖို့ရမဟုတ်တော့ဘဲနဲ့ဝိညာဉ်ခန္ဓာကိုယ်အဖြစ်ပြန်လေပြောင်းလဲခြင်းဖြစ်တယ်ဆိုတော့ဆိုကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါဆိုရင်လူတချို့ကအဲ့ဒီထမြောက်ခြင်းဆိုတော့ကိုမယုံတဲ့ခါမှာမယုံကြည်တဲ့ခါမှာထမြောက်ခြင်းရောတကယ်ရှိရဲ့လားဆိုပြီးတော့မှကျွန်တော်တို့မှာမေးခွန်းရှိတယ်တခါကျွန်တော်ဒီကိစ္စနဲ့ကျွန်တော်နည်းနည်းပြောပြီးပြီကျွန်တော်တို့ဒီပါစတာကြီးရဲ့ဖခင်ကြီးဆုံးသွားတဲ့ချိန်မှာတို့အိမ်မှာနည်းနည်းလေးပဲလူကျွန်တော်တို့ရှိတဲ့ချိန်မှာနည်းနည်းကျွန်တော်တို့ပြောခဲ့ပြီးပြီဒါပေမဲ့ဒီနေ့မှာနည်းနည်းထပ်ပြီးတော့မှပြောချင်တယ်ထမြောက်ခြင်းဆိုတာတကယ်ရှိသလားဆိုတော့ဆိုတော့ကျွန်တော်တို့တီးအောင်ကျွန်တော်တို့ဘလူလက်လာမလဲဘလူတိုင်းတာရမလဲအရာတစ်ခုခုကိုကျွန်တော်တို့မှန်လားမှားလားဆိုတော့ကျွန်တော်တို့သိနိုင်အောင်နီလန်၃ခုရှိတယ်တဲ့ကျွန်တော်တို့ဘလူသိနိုင်မလဲဆိုရင်အဲ့ဒီသိနိုင်အောင်တိုင်းတာဖို့ရနီလန်၃ခုရှိတယ်တဲ့အဲ့ဒီနီလန်၃ခုတွေကိုကျွန်တော်ဒီနေ့မှာပြောချင်တယ်ဒီစင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့လက်လာတဲ့အခါမှာဒီကျွန်တော်တို့ကြည့်တဲ့အခါမှာအဲ့ဒီနီလန်၃ခုကဘာတွေလဲဆိုရင်ပထမတစ်ခုကကျတော့ logical method အရာတစ်ခုခုဟာဒီအတိုင်းပဲဖြစ်လာသလား logic ကြသလားပေါ့ logic ကြသလားတင်းနဲ့တစ်ပေါင်းရင်နှိဖြစ်တယ်အဲ့ဒါက logic မိကိုကန်ကြည့်ပါလောင်မယ်အဲ့ဒါက logic အဲ့ဒါကြောင့် logic ကြသလားဆိုပြီးတော့မှသူတို့ကပထမဦးစွာလဲလာတယ်နောက်ထပ်တစ်ခုကအဲ့ဒီ logic နီးနဲ့အရာအလုံးမှန်ကန်တယ်ဆိုတာကျွန်တော်တို့တိုင်းတာလို့မရတဲ့အတွက်ကြောင့်နောက်ထပ် method တစ်ခုရှိသေးတယ်အဲ့ဒါက scientific method science အနေနဲ့သူတို့သုံးသပ်ထားသောအရာတွေရှိတယ်အဲ့ဒီ science အနေနဲ့ကျွန်တော်တို့သုံးသပ်ထားသောအရာကိုနည်းနည်းကျွန်တော်ချက်ပြီးတော့မှပြောချင်တယ်အဲ့ဒီ science အနေနဲ့သုံးသပ်ထားသောအရာကဘာလဲဆိုရင် science ကဘယ်အရာကိုမှန်ကန်တယ်လဲသူတို့သုံးသပ်တယ်လဲဆိုရင်ကျွန်တော်တို့အမြဲတမ်းငယ်ငယ်တုန်းကတွေ့နေတဲ့အရာမာမီခုတ်ဆွဲကို3မိနစ်ချက်ပါစားလို့ရတယ်နောက်ထပ်ချက်အောင်3မိနစ်မှာစားလို့ရတယ်နောက်ထပ်ချက်အောင်3မိနစ်မှာစားလို့ရတယ်ဒါဆိုရင်မာမီခုတ်ဆွဲဟာ3မိနစ်မှာကျက်တယ်စားလို့ရတယ်ဆိုတော့ဥစ္စာက scientific နည်းအဖြစ်အမှန်ဖြစ်တယ်
စူပွင့်နေတော့ရေမှာကျဲဥတလုံးကိုထက်ပါကိုယ်သွားလိမ့်မယ်နောက်ထပ်တလုံးကိုယူကြည့်လိုက်အောင်ထဲလိုက်အောင်ကိုယ်အောင်မယ်နောက်ထပ်တလုံးကိုယူလိုက်အောင်ထဲအောင်ကိုယ်အောင်မယ်ဒါဆိုရင်စူပွင့်နေတော့ရေမှာကျဲဥတလုံးထဲလိုက်ကိုယ်သွားတယ်ဆိုတာက physics အနေနဲ့ scientific အနေနဲ့မှန်တော့အရာဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့နိုင်တာဖြစ်တယ်အဲ့ဒီ physics နီးနဲ့ယေရှုဒီတကယ်တည်ပြီးတော့မှထမြောက်တယ်ဆိုတာတိအောင်ကျွန်တော်တို့စမ်းသပ်လို့ရလားဆိုရင်မရဘူး။ဘာကြောင့်လဲ physics နီးနဲ့ scientific နီးနဲ့ဆိုရင်ကျွန်တော်တို့မှန်ကန်ပါတယ်လို့ကျွန်တော်တို့ပြောလို့ရအောင်ခဏလောက်ပြီးမှအဲ့ဒီအဖြေကအမြဲတမ်းပဲအဖြေတစ်ခုပဲထွက်တယ်ဆိုရင်အဲ့ဒါကမှန်ဖြစ်တယ်။ဒါဆိုရင်ယေရှုကတည်ပြီးတော့မှပြန်ပြီးတော့မှတစ်ခါပဲထမြောက်တဲ့ခါကျတော့ပြန်ပြီးတော့မှတည်ပြီးတော့မှပြန်ထခိုင်းလိုက်တည်ခိုင်းလိုက်ထခိုင်းလိုက်မရတဲ့ခါကျတော့ scientific နီးနဲ့ယေရှုထမြောက်ခြင်းဒီကျွန်တော်တို့တိုင်းတာလို့မရဘူးဒါဆိုရင်ကျွန်တော်တို့ဘာအရာနဲ့တိုင်းတာမလဲနောက်ဆုံးတိုင်းတာချက်တစ်ခုကကြတော့ historical method တမိုင်းဖြစ်ပျက်ခဲ့သောတမိုင်းအကြောင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာမှန်ကန်သောအရာဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒီဖြစ်ပျက်ခဲ့သောတမိုင်းတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာမှန်ကန်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့လဲလာလို့ရပါတယ်မှန်ကန်သောအရာတွေကိုကျွန်တော်တို့ဖြစ်တယ်ဆိုတာဘေးအရာနဲ့ယေရှုထမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့မှဘေးအရာနဲ့ကျွန်တော်တို့ကရှာရမလဲဆိုရင် historical method နဲ့ပဲကျွန်တော်တို့ရှာရမှာဖြစ်တယ် professor မှာကျွန်တော်သိတယ်လို့ပေါ့တကယ်နှိမ့်တဲ့တော့တကယ်ကြိုက်တော့ professor တယောက်ရှိတယ်အဲ့ဒါက John Lennox သူ့ကိုကျွန်တော်အရန်ကြိုက်တယ်သူစင်းပြတဲ့အရာနည်းနည်းချင်းမှာကျွန်တော်ဝေမျှခြင်းတယ် next တော့ရအောင်တမီးသူကစင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့မှတကယ်မှန်ကန်ပါတယ်ဆိုတော့အချက်၄ချက်နဲ့သူကတင်ပြခဲ့တာဖြစ်တယ်ကျမ်းစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတမန်တော်ဝတ္ထုအခန်းကြီး1အခန်းငယ်3မှာကျွန်တော်တို့တွေ့ရတဲ့အရာကပါလဲဆိုရင် Jesus saw himself to these men and gave many infallible proof that he was alive ကျွန်တော်တို့ဒီကိုကြည့်တဲ့အခါမှာယေရှုဒီပြန်လဲပြီးတော့မှအသက်ရှင်တယ်ဆိုတာနီလန်ပေါင်းစုံအဖြစ်လုံးဝငင်းလို့မရအောင်တည်တည်ပြခဲ့တယ်ဆိုတော့ဆောက်ကိုကျွန်တော်တို့တမန်တော်ဝတ္ထုအခန်းကြီး3အခန်းကြီး1ပိုင်းငယ်3မှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါဆိုရင်တမိုင်းအရာဒီထမြောက်ခြင်းဒီတကယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုသိနိုင်မလဲပထမတစ်ချက်က empty tomb ဘလာတင်းချိုင်းလို့ပဲကျွန်တော်ပြောမယ်နော်တင်းချိုင်းမှာမရှိတော့ဘူးတဲ့တင်းချိုင်းမှာမရှိတော့ဘူးဆိုတော့ကလူတွေကခူးလို့လည်းဖြစ်နိုင်တယ်လူတွေကယူလို့လည်းဖြစ်နိုင်တယ်ဆွေးလို့လည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်တေပြီးတော့ယောက်ကလကသူ့ဟာသူလုံးဝမရွေ့နိုင်ဘူးသူ့ဟာသူလုံးဝဘယ်နေရမတွားနိုင်ဘူးဆိုတော့အားလုံးသိပြီးသားຢာတွေဖြစ်တယ်Roman စစ်သားကလည်းတည်တယ်ဇိပရိုဟဲကလည်းတည်တယ်ဆန်ဟက်ဒရင်အဖွဲ့ကလည်းတည်တယ်ဂျူဒခေါင်းဆောင်အားလုံးကလည်းတည်တယ်ယေရှုကတည်ပြီးဖြစ်တဲ့အတွက်ကြောင့်လုံးဝဇွိသွားမှာမဟုတ်ဘူးကျွန်တော်တို့တင်းချိုင်မှာထားမယ်လုံးဝသူ့ဟာသူပျောက်သွားမှာမဟုတ်ဘူးတကယ်လို့များပျောက်သွားတယ်ဆိုရင်သူ့တပည့်တွေလာပြီးတော့မှသူ့ရောက်ကလာကိုလာခုလို့ပဲဖြစ်တယ်အဲ့ဒါကြောင့်မခူးနိုင်အောင်ဘသူမှမယူနိုင်အောင်ဒီယောက်ကလကြီးကိုဘသူမှယူသွားလို့မရအောင်တေချာစောင့်ထားဆိုပြီးတော့မှအဆောင်12ယောက်ကိုထားတယ်အဲ့ဒီတင်းချိုင်ကုန်းယေရှုယောက်ကလကြတော့တည်ပြီးပြီဘာမှမလုပ်နိုင်တော့ဘူးဒါပေမဲ့12ယောက်လူ12ယောက်စစ်တပ်12ယောက်ကတေချာစောင့်ခဲ့တယ်ဘာကြောင့်စောင့်ခဲ့တယ်လို့ဆိုရင်လူတယောက်ယောက်ကလာပြီးတော့မှလာခူးမှာဆိုလို့မခူးဘူးဆိုရင်အဲ့ဒီယောက်ကလကအဲ့ဒီနေရာမှာပဲရှိမယ်ဘယ်မှမတွားနိုင်ဘူးဆိုတော့သူတို့သိတယ်ဒါပေမဲ့3ရက်မြောက်ဖြစ်လာတဲ့ခါကျတော့တပည့်တော်တွေကလည်းတယောက်မှမလာဘူး3ရက်မြောက်မှာတင်းချိုင်းကုန်းကိုလာတော့သူဟာအမျိုးသမီးတွေပဲဖြစ်တယ်မေရီမဂဒလင်းနဲ့တငယ်ချင်းတွေပဲဖြစ်တယ်မေရီမဂဒလင်းနဲ့တငယ်ချင်းတွေနဲ့အားနဲ့အဲ့ဒီ
အဲ့ဒီဟိုတင်းချိုင်းပိတ်ထားသောကြောက်တုံးကြီးကိုဆွေနိုင်တဲ့ခွန်အားသူတို့မှလည်းမရှိဘူးသူတို့ရောက်တဲ့ချိန်မှာလည်းအဲ့ဒီကြောက်တုံးကြီးကဆွေသွားပြီးဖြစ်တယ်ကြည်လိုက်တဲ့ခါမှာယေရှုမရှိတော့ဘူးတင်းချိုင်းကဗလာကြီးဖြစ်နေပြီစင်ယောဟန်ပြောထားတဲ့ဥစ္စာဒီမှာနည်းနည်းပြောချင်တယ်စင်ယောဟန်ဘာပြောလဲဆိုရင်သူ့ကိုပတ်ထားသောဝတ်လုံကကြတော့အဲ့ဒီတိုင်းပဲရှိတယ်တဲ့ဒါပေမဲ့ခေါင်းမှာစီးထားသောဝတ်လုံကြတော့တေချာခုတ်ပြီးတော့မှထားတယ်တဲ့သူ့ခေါင်းဖက်မှာတေချာခုတ်ထားတယ်တဲ့အဲ့ဒီရောက်ကိုကြည့်ချင်းအဖြစ်တေချာခုတ်ထားတယ်ဆိုတော့ဥစ္စာရအရောက်ကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ဘာတွေ့နိုင်တယ်လဲဆိုရင်ယေရှုအလောင်းဟာလူတယောက်ကလာပြီးတော့မှကမိုင်းကတာနဲ့ခူးသွားတဲ့အရာမဟုတ်ဘူးဆိုတာတည်ပြချက်ဖြစ်တယ်။ဘာကြောင့်လဲတေချာခုတ်ထားပြီးတော့မှသွားတယ်ဆိုတာကကျွန်တော်တို့တေချာလှုပ်ထားပြီးသားအရာဖြစ်တယ်။ကမိုင်းကတာနဲ့ဖြစ်ပေါ်လာတော့အရာမဟုတ်ဘူး။ယေရှုကိုယ်တိုင်တေချာယေရှုကိုယ်တိုင်ခုတ်မလားကောင်းကင်တမန်ခုတ်မလားတော့မသိဘူး။ကျမ်းစာမှာမရှိတဲ့အတွက်ကြောင့်ဒါပေမဲ့အဲ့ဒီဝတ်လုံကတေချာခုတ်ထားတယ်တေချာခုတ်ထားတယ်ဆိုတာကကမိုင်းကတန်ဖြစ်ပေါ်လာတော့အရာမဟုတ်ဘူးစနစ်တကျတေချာလှုပ်ထားတော့အရာဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒါကြောင့်ယေရှုထားမြောက်တဲ့ခါမှာတကယ်ဖြစ်ပြတော့အရာကလူတွေကလည်းမခူးဘူးသူဟာသူဖျားဖြစ်တဲ့အတွက်ကြောင့်ထားမြောက်တယ်ဆိုတာကတက်တေတစ်ချက်ဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုအဲ့ဒီထားမြောက်ခြင်းအကြောင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတနည်းအားဖြင့်ပြောမယ်ဆိုရင်တပည့်တွေလာပြီးတော့မှခူးမှဆုလို့တဲ့ဒုတိယတစ်ချက်ကြတော့ဒီတင်းချိုင်းကအဲ့ဒီအုတ်ကူကဗလာဖြစ်သွားရုံတာမဟုတ်ပဲနဲ့ယေရှုကိုပြန်လဲပြီးတော့မှအသက်ရှင်တဲ့အခါမှာယေရှုကိုပြန်လဲပြီးမှတွေ့တော်လူတွေကပြောကြချက်အပြင်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ယေရှုထမြောက်ပြီးတော့မှပထမဦးဆုံးယေရှုထမြောက်ပါတယ်ဆိုတော့ပြောတော်သူဘယ်သူလဲသိကြလားမြင်တော်သူဘယ်သူလဲသိကြလားယေရှုထမြောက်ပါတယ်ဆိုတော့မြင်တော်သူပထမဦးဆုံးမြင်တော်သူကရောမန်စစ်သားတွေဖြစ်တယ်ရောမန်စစ်သားတွေသူတို့မျက်စိအောက်မှာထမြောက်တာမြင်တယ်ဘာမှမလုပ်နိုင်ဘူးကျမ်းစာမှာတေတော်လူကဲတော့ဖြစ်တယ်တဲ့အဲ့ဒီစစ်တပ်ကယေရှုထမြောက်လာတဲ့အခါမှာသူတို့မြင်တယ်ဘာမှမလုပ်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးတကယ်မြင်တယ်အတိုင်းပဲပထမဦးဆုံးယေရှုထမြောက်တယ်နော်ဆိုပြီးတော့မှပြောတော်သူကလည်းအဲ့ဒီရောမန်စစ်သားတွေပဲဘသူစီမှာသွားပြောတယ်လဲယူဒခေါင်းဆောင်တွေစီမှာသူပြီးတော့သွားပြောတယ်ယုံလားမယုံဘူးသူတို့မြင်တဲ့အတိုင်းပဲသူတို့သွားပြောတယ်ဒါပေမဲ့ယူဒခေါင်းဆောင်တွေနဲ့ပြန်တွေ့တဲ့အခါမှာသူတို့ message ကပြောင်းသွားတယ်ဘာရဖြင့်သူတို့ပိုက်ဆံပေးပြီးတော့မှဒီဥစ္စာမပြောရဘူးရောပိုက်ဆံယူသွားကျွန်တော်တို့မှလည်းဒီတိုင်းပဲကျွန်တော်တို့မလုပ်ဘူးလို့လွယ်လည်းနဲ့ကျွန်တော်တို့ထင်လို့မရဘူးပိုက်ဆံရှိပြီဆိုရင်ကျွန်တော်တို့ message ကခဏပြောင်းသွားတယ်ကျွန်တော်တို့ UPC pastor မှာတော့မှမြောက်များစွာရှိတယ်ချင်းတောင်မှာနေတဲ့ချိန်မှာ UPC pastor မှာရှိနိုင်ငံခြားရောက်သွားတော့ဥပမာတခြား message ပြောတာပဲပိုက်ဆံရှိပြီဆိုရင် message ကပြောင်းတာခဏလေးပဲသူတို့စစ်တပ်တွေကယေရှုထမြောက်တယ်နော်ကျွန်တော်တို့မြင်တယ်ဘာမှမလုပ်နိုင်ဘူးမြင်တယ်ဒါပေမဲ့ပိုက်ဆံပေးလိုက်တဲ့ခါကျတော့သူတို့ message ကပြောင်းသွားတယ်ဘယ်လိုပြောင်းသွားလဲမထဘူးတခုတွေလာပြီးတော့မှဘသူလဲတကူကတမန်တော်တွေသူ့တပည့်တွေလာပြီးတော့မှလာခူးသွားတာဘယ်ချိန်မှာကျွန်တော်တို့အိပ်ပျော်နေတဲ့အချိန်မှာโอเคဒါဆိုရင်ကျွန်တော်တို့မေးခွန်းမေးရအောင်သူတို့အိပ်ပျော်နေတဲ့အချိန်မှာလာခူးသွားတယ်ဆိုတာဘယ်သူကမြင်လို့လဲအိပ်ပျော်နေတဲ့အချိန်မှာလာခူးသွားတယ်ဆိုတော့ဘယ်သူကမြင်ပြီးတော့မှပြောလို့လဲလုံးဝမမှန်ကန်တော့အရာတွေသူတို့ကူတိုင်းကပြောခဲ့တယ်နောက်ထပ်ပြောတော့တဲ့ပုဂ္ဂိုလ်ကဘယ်သူလဲဆိုရင်အမျိုးသမီးတွေကယေရှုထမြောက်ခြင်းအကြောင်းကိုပြောတယ်ဆိုတာက
ယူဒလူမျိုးအတွက်အမတန်မှထူးဆန်းတာကျွန်တော်တို့မြန်မာလူမျိုးအတွက်တိတ်ပြီးတော့မှထူးဆန်းမှာမဟုတ်ဘူး။ကျွန်တော်တို့ချင်းထွန်းစာမှာလေးရှိတယ်။ဘူးဘွားစကပုံမှာကျွန်တော်တို့ဟာခလူနဲ့ပြောမယ်ဆိုရင်နူဘီယာအင်ဘီယာအထူလောက်ဆိုတာကျွန်တော်တို့ဟာခစကပုံမှာရှိတယ်။ယူဒလူမျိုးမှာလည်းဒီလူမျိုးရှိတယ်။ယူဒလူမျိုးမှာတကယ်တရားစီရင်ခြင်းမှာတက်တေထွက်ဆူဖို့ဆိုရင်အမျိုးသမီးတွေလုံးဝတက်တေထွက်ဆူလို့မရဘူးနောက်ပြီးတော့အခွန်ကောက်စကေတို့စီမာတေတို့ထွက်ဆူလို့မရဘူးယေရှုထားမြောက်တဲ့အကြောင်းကိုပြောစေချင်ရင်ကျွန်တော်တို့ဒါဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကြားထက်ကအယုံကြည်ဆုံးပုဂ္ဂိုလ်ပဲကျွန်တော်တို့ပြောခိုင်းမယ်ထင်တယ်ဒီလူကပြောရင်လူတွေကလာယုံလိမ့်မယ်ကျွန်တော်တို့ကြားထဲမှာကျွန်တော်တို့ပြောစေမယ်ဆိုရင်ကျွန်တော်တို့ဆရာကြီးပါမန်းကိုလည်းကျွန်တော်တို့ရွေးမလားဒါမှမဟုတ်ကျွန်တော်တို့ဆရာမဆိုရဆရာပိုင်းကိုရွေးမလားဆရာမအိမ်တော်မြတ်ရွေးမလားကျွန်တော်တို့တခုအကြောင်းလူတွေကယုံကြည်လာအောင်ပြောစေချင်တယ်ဆိုရင်ကျွန်တော်တို့ကြားထဲမှာယုံကြည်ရဆုံးပုဂ္ဂိုလ်ကိုပဲကျွန်တော်တို့ရွေးရမှာဖြစ်တယ်လူအနေနဲ့ဒါပေမဲ့ကျမ်းစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာယေရှုကဒီလူမရွေးခဲ့ဘူးအမျိုးသမီးကိုကပဲပထမဦးဆုံးပြောခဲ့တယ်မယုံမှာကိုလည်းမစိုးရင်ဘူးဘာကြောင့်ယေရှုခရစ်ကအမျိုးသမီးတွေကိုပြောစေတယ်လဲဆိုရင်အမျိုးသမီးဖြစ်လို့မဟုတ်ဘူးယေရှုနဲ့နီးကပ်ဆုံးနေတော်သူတွေကိုပဲယေရှုကသူ့ရဲ့အကြောင်းကိုပြောစေတာဖြစ်တယ်ဟာလေလုယာယေရှုနဲ့အနီးကပ်ဆုံးနေတော်သူတွေကိုပဲယေရှုအကြောင်းပြောဖို့ရန်ယေရှုကခန့်ထားတာဖြစ်တယ်အမျိုးသမီးကပြောလိုက်လို့ကျမ်းစာဘယ်လိုဖြစ်သွားလဲကျမ်းစာမှန်ကန်ကြောင်းလေးကျွန်တော်တို့တည်တည်ပြလို့ရတယ်ကျမ်းစာဟာလူတွေကယုံအောင်လူတွေကယုံကြည်အောင်စိတ်ချအောင်ဆိုပြီးတော့မှထွင်ပြီးတော့မှရေးတော်ကျမ်းစာမဟုတ်ဘူးဆိုတာတည်တည်ရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကျမ်းစာကလူတွေကယုံကြည်လာအောင်လက်ခံလာအောင်ဆိုပြီးတော့မှရေးချင်နေဆိုရင်အမျိုးသမီးတို့ကျွန်တော်တို့တည်တည်ထွက်ဆူခိုင်းမှာမဟုတ်ဘူးဒါပေမဲ့ကျမ်းစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအမျိုးသမီးကိုယ်တိုင်လည်းပြောအသုံးပြုတဲ့ခါကျတော့ကျမ်းစာဟာလူတွေကယုံကြည်လာအောင်ဆိုပြီးတော့မှစိတ်ကူးနဲ့ရည်တော့အရာမဟုတ်ဘဲနဲ့တကယ်ဖြစ်ပျက်တော့အရာ facts အကြောင်းပဲရည်တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်တတိယမြောက်ကိုကျွန်တော်တို့ကြည့်တဲ့ခါမှာထားမြောက်ပါတယ်ဆိုတော့ကျွန်တော်တို့ကြည့်တဲ့ခါမှာတမန်တော်တွေရဲ့ပြောင်းလဲခြင်း3ရက်ပဲရှိသေးတယ်အဲ့ဒီ3ရက်ပဲရှိသေးတဲ့ခါမှာသူတို့တကယ်မျှော်လင့်ထားတော့ယေရှုလုံးဝမတည်နိုင်ဘူးဆိုပြီးတော့မျှော်လင့်ထားတော့ယေရှုတကယ်သူတို့မျက်စိမှာတော့မှတည်တယ်တကြူတယ်3ရက်ပဲရှိသေးတယ်အဲ့ဒီ3ရက်ပဲရှိသေးတဲ့ဥစ္စာကိုမဆောင်နိုင်တော့ဘဲနဲ့အလုံးလူကသူတို့အင်ကိုပြန်ပြီးတော့မှသူတို့အလုပ်ကိုပဲပြန်ပြီးတော့မှလုပ်ကြတယ်အားလုံးပဲပိုက်ကုံချက်တော့သူကလည်းပိုက်ကုံကိုပြန်ပြီးတော့မှယူပြီးတော့မှပိုက်ကုံချတယ်3ရက်ပဲရှိသေးတယ်ဒါပေမဲ့အဲ့ဒီ3ရက်မြောက်ပြီးတဲ့ခါမှာတမန်တော်အားလုံးသူတို့အလုပ်ကိုထားခဲ့တယ်သူတို့မိသားစုလည်းထားခဲ့တယ်သူတို့စီစဉ်ဥစ္စာကိုလည်းအကုန်လုံးထားခဲ့တယ်ယေရှုနှုတ်လိုက်ခဲ့တယ်အဲ့ဒါတမကဘူးအဲ့ဒီအကြောင်းကိုသူတို့ကပြန်ပြီးတော့မှဝေငှတယ်သူတို့အသက်တာပြောင်းလဲစေတော့အရာကထမြောက်ခြင်းတာမဟုတ်ဘူးဆိုရင်ဘယ်အရာကမှသူတို့အသက်တာပြောင်းလဲစေနိုင်တော့အရာတစ်ခုမှမရှိဘူးတမန်တော်တွေအသက်တာပြောင်းလဲစေတဲ့အရာကယေရှုရဲ့နမိတ်လက္ခဏာကြောင့်မဟုတ်ဘူးယေရှုရဲ့ဟောပြောခြင်းကောင်းတဲ့အတွက်ကြောင့်လည်းမဟုတ်ဘူးတမန်တော်အသက်တာအားလုံးပြောင်းလဲစေတဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါကထမြောက်ခြင်းပဲဖြစ်တယ်ဟာလေလုယာအဲ့ဒါကျွန်တော်တို့အသက်တာလေးပြောင်းလဲမယ်ဆိုရင်ကောင်းသောစကားပြောတဲ့အတွက်ကြောင့်မဟုတ်ပါဘူးထမြောက်ခြင်းအကြောင်းသာဖြစ်တယ်ဆိုတော့ဆိုကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်စတုတ္ထတစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ church ဖြစ်ပေါ်လာခြင်းခရိယန်ဆိုတာဖြစ်ပေါ်လာခြင်းကကျွန်တော်တို့အတွက်တည်တည်ဖြစ်တယ်ထမြောက်ခြင်းဖြစ်တယ်ဆိုတာခရိယန်ဆိုတာကဒီထမြောက်ခြင်းနဲ့ပဲကျွန်တော်တို့ဆိုင်သွားတာဖြစ်တယ်ထမြောက်ခြင်းသာမရှိဘူးဆိုရင်ကျွန်တော်တို့ခေါင်းစဉ်ကိုပြန်သွားခြင်းတယ်ထမြောက်ခြင်းသာမရှိဘူးဆိုရင် we have no gospel တရင်ကောင်းဆိုတာကျွန်တော်တို့မှမရှိဘူးဟောပြောမဲ့တရင်ကောင်းမရှိဘူးထမြောက်ခြင်းသာမရှိဘူးဆိုရင်ယေရှုလောကမှာကြွားလာတဲ့အကြောင်းကိုကျွန်တော်တို့ဟောပြောမလားအဲ့ဒါနဲ့မပြီးဘူးထမြောက်ခြင်းသာမရှိဘူးဆိုရင်ဖြစ်ပြခဲ့တဲ့များသောအရာအလုံးအလဟတာပဲဖြစ်တာဖြစ်တယ်
ထားမြောက်ခြင်းမရှိဘူးကျွန်တော်တို့ဟောပြောရမယ်တရင်ကောင်းမရှိဘူး gospel မရှိဘူး gospel မရှိဘူးဆိုရင်ကျွန်တော်တို့မှာယုံကြည်ခြင်းဆိုတာရှိနိုင်မှာမဟုတ်ဘူးယုံကြည်ခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့အားလုံးအပြစ်ထဲမှာပဲကျွန်တော်တို့ကကျင်လေသေးတာဖြစ်တယ်အပြစ်ထဲမှာပဲကျွန်တော်တို့ရှင်းနေသေးတယ်ဆိုရင်လည်းကျွန်တော်တို့မှာကေတင်ခြင်းမရှိဘူးမျော်လင့်ခြင်းလည်းမရှိသလိုနောင်လာမဲ့ဘဝလည်းကျွန်တော်တို့မှာရှိမှာမဟုတ်ဘူးထားမြောက်ခြင်းတာမရှိဘူးဆိုရင်ကျွန်တော်တို့ယုံကြည်သူညီကူမောင်နှမများမိဘများတေလွန်ပြီးတော့ကျွန်တော်တို့ညီကူမောင်နှမများမိဘများအားလုံးဒီတိုင်းပဲပျောက်သွားသလားပျောက်သွားမှာဖြစ်တယ်ကေတင်ချင်းထားမြောက်ခြင်းတာမရှိဘူးဆိုရင်နောက်ပြီးတော့နောက်ဆုံးတစ်ချက်ကပါလေထားမြောက်ခြင်းတာမရှိဘူးဆိုရင်ယေရှုဒီဖျားမဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်မထမြောက်ဘူးဆိုတာဘာကြောင့်လဲလူတွေဘာကြောင့်မထမြောက်တယ်လဲဖျားမဟုတ်လို့ယေရှုဒီဘာကြောင့်ထမြောက်တယ်လဲဆိုရင်တကယ်ဖျားဖြစ်တယ်ဆိုတာတဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်ယေရှုကိုကျွန်တော်တို့ကဖျားဖြစ်တယ်ဆိုတာဘယ်လူတဲ့သိတယ်လဲဆိုရင်ထမြောက်တဲ့အတွက်ကြောင့်သိတယ်ဒါပေမဲ့ယေရှုကဘာကြောင့်ထမြောက်တယ်လဲဆိုရင်ဖျားဖြစ်တဲ့အတွက်ကြောင့်ထမြောက်တာဖြစ်တယ်တကယ်လို့များထမြောက်ခြင်းတာမရှိဘူးဆိုရင်ယေရှုကဖျားမဖြစ်လို့ဖြစ်တယ်ယေရှုကဖျားမဟုတ်ဘူးဆိုရင်ကျွန်တော်တို့မှာဖျားရှိမှာမဟုတ်ဘူးဒါကြောင့်ယူခြင်းချင်းမှာကျွန်တော်တို့ကြည့်တဲ့အခါမှာထားမြောက်ခြင်းမရှိဘူးဆိုရင်အသိတော်ဆိုတာလေရှိမှာမဟုတ်တလို့ခရိယန်ဆိုတာလေရှိမှာမဟုတ်ဘူးအသိတော်မရှိဘူးဆိုရင်လည်းကျွန်တော်တို့နေတိုင်းပဲဒီလိုဖျားကြောင့်လာပြီးတော့မှဆွတ်တောင်းစရာအကြောင်းလေရှိမှာမဟုတ်ဘူးထားမြောက်ခြင်းတာမရှိဘူးဆိုရင်ကျွန်တော်တို့အခုပြောပြနေတဲ့ဟောပြောနေတဲ့တရင်ကောင်းတွေလေလင်နာပဲဖြစ်လိမ့်မယ်အဲ့ဒါကြောင့်ဒီအရာအားလုံးအတိတ်ပဲရှိအောင်လုပ်တဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါကစင်ပြန်ထားမြောက်ခြင်းပဲဖြစ်တယ်ကျွန်တော်တို့ဟောပြောတဲ့အရာတွေအားလုံးမှန်ကန်ပါတယ်ဆိုတော့ဥစ္စာမှန်ကန်စေတဲ့အရာတစ်ခုကစင်ပြန်ထားမြောက်ခြင်းပဲဖြစ်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီဥစ္စာတွေကိုကျွန်တော်တို့ပြန်ပြီးတော့မှပြန်ပြောမယ်ဆိုရင်ယေရှုခရစ်ဒီပြန်လဲပြီးတော့မှအသက်ရှင်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာလောကကိုဟောပြောမယ်တရင်ကောင်းရှိတယ် next ယေရှုဒီပြန်လဲပြီးတော့မှအသက်ရှင်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာလောကကိုကျူးကျော်ရမယ်တရင်ကောင်းရှိတယ်အဲ့ဒီတရင်ကောင်းရှိတဲ့အတွက်ကြောင့်အဲ့ဒီတရင်ကောင်းကိုလက်ခံတော်သူအားလုံးယုံကြည်ခြင်းရှိတယ်ယုံကြည်ခြင်းရှိတော်သူအားလုံးကျွန်တော်တို့ဒီအပြစ်ခွင့်လွှတ်ခြင်းရတာဖြစ်တယ်အပြစ်ခွင့်လွှတ်ခြင်းရတော်သူအားလုံးကျွန်တော်တို့ကေတင်တော်သူတွေဖြစ်တယ်ကေတင်တော်သူအားလုံးကျွန်တော်တို့မှာမျှော်လင့်ခြင်းလေးရှိတယ်လို့နောက်ကျွန်တော်တို့လာလက်တန်တော်မျှော်လင့်ခြင်းလေးကျွန်တော်တို့မှာရှိတယ်နောက်ပြီးတော့လောကမှာအစင်းရဆုံးပုဂ္ဂိုလ်ကျွန်တော်တို့မဟုတ်တော့ဘူးလောကတကဘာလုံးမှာကောင်းကြီးမင်္ဂလာခံစားဆုံးလူတွေလေးဖြစ်တယ်နောက်ထပ်တာတမကဘူးကွယ်လွန်ပြီးတော့ကျွန်တော်တို့မိဘညီကောင်တို့များအားလုံးတွေလည်းယေရှုခရစ်၌တကယ်ငြိမ်သက်စွာအနာယူတော်သူတွေလည်းဖြစ်တယ်အဲ့ဒီထမြောက်ခြင်းကြောင့်ယေရှုဒီဖျားဖြစ်တယ်ဆိုတော့ကိုလည်းကျွန်တော်တို့တက်တည်တွေ့ရတာဖြစ်တယ်အဲ့ဒါကြောင့်ထမြောက်ခြင်းတာမရှိဘူးဆိုရင်ဒီအသိတော်ဆိုတော့ကျွန်တော်တို့ရှိမှာမဟုတ်ဘူးခရိယန်ဆိုတော့လည်းရှိမှာမဟုတ်ဘူးဆွတောင်းခြင်းဆိုတော့လည်းရှိမှာမဟုတ်ဘူးနောင်တရခြင်းဆိုတော့လည်းရှိမှာမဟုတ်ဘူးခရိယန်ကျွန်တော်တို့ church မှာလောက်တဲ့များသောအရာအလုံးဟာကျွန်တော်တို့ဘာမှလုပ်စရာအကြောင်းကိုရှိမှာမဟုတ်ဘူးကျွန်တော်တို့ဒီအရာအားလုံးဘာကြောင့်လုပ်တယ်လဲဆိုရင်ထမြောက်ခြင်းရှိတဲ့အကြောင်းအတွက်ကြောင့်ဖြစ်တယ်ဟာလေလုယာအဲ့ဒီထမြောက်သောယေရှုဖျားသည်အမတန်မှချီးမွမ်းထိုက်သောဖျားသခင်ဖြစ်တယ်သူဒီတာစင်မှန်သောဖျားဖြစ်တယ်တေချင်းတရားကိုအောင်မြင်သောဖျားဖြစ်တယ်ဆိုတော့ကိုဒီနေ့ကျွန်တော်ဟောပြောချင်တာဖြစ်တယ်အားလုံးအတွက်ဖျားသခင်ဆက်လက်ကောင်းချီးချပေးပါစေ